က်လုံးကိုထုံးနေနဲ့တေချာတူအောင်ဒီလိုမျိုးကူးဆွဲတတ်ပြီလားဒါဆိုရင်ကျွန်တော်တို့ပါဆက်လောက်ရမှာလေပုံမှန်ဆိုရင်ကျွန်တော်တို့ပုံတူတွေကျင့်နေမျက်လုံးတွေဆွဲပြီးတော့ကူးကျင့်တဲ့အချိန်မှာဒီတိုင်းပဲမြင်ဒီလိုမျိုးကူးဆွဲလိုက်တာပေါ့နော်အဲ့ဒါကဘာမှတော့မမာဘူးပေါ့ဒါပုံမှန်ပုံတူဆွဲရဆိုတော့အဲ့လိုပဲဆွဲကြရတယ်ပေါ့လေဒါပေမဲ့အတိကအရေးကြီးတာကတော့ကျွန်တော်တို့ဆွဲနေတဲ့အချိန်မှာကိုယ်ဘယ်လိုတွေးနေလဲပေါ့နော်အဲ့ဒါကလည်းပုံဆွဲတဲ့အချိန်မှာလက်ရကောင်းမကောင်းကအရေးပါသွားတယ်ပေါ့ဘယ်လိုမျိုးတွေးရမှလဲဆိုရင်အတိကကျွန်တော်တို့ shape တွေကိုလည်းတူအောင်ကူးဆွဲရမယ်အပြင်တစ်ဆက်ထဲမှာပဲဒီ form တွေဘယ်လိုရှိလဲပေါ့နော် form ဆိုတာကဘယ်လောက်ပေါပြောလဲဆိုရင်မျက်လုံးကိုဘယ်လိုတိဆောက်ထားတာလဲဆိုရတဲ့သဘောတရားကိုပြောတာဥပမာကျွန်တော်တို့မျက်လုံးဆိုတာကဒီရဲ့ဥကောင်းခွန်အကြီးထဲမှာနော်ဒီရဲ့မျက်လုံးရဲ့အတွင်းပေါက်ထဲမှာဒီလိုအလုံးလိုက်ကြီးနစ်နေရပေါ့နော်အဲ့လိုနစ်နေရကိုမှဘာဖြစ်ထားလဲဆိုရင်မျက်လုံးရဲ့အပေါ်ကနေပြီးတော့အပေါ်မျက်ခမ်းလေးကအရေးပြားလေးလာအုပ်ထားတယ်အဲ့အုပ်ထားတဲ့အရေးပြားလေးကလည်းသူကဒီရဲ့အတွင်းဘက်ကဒီဆက်လုံးကိုလိုက်ပြီးအုပ်ရတဲ့အတွက်ကြောင့်ရှူတောင်ပြောင်းတာနဲ့သူ့ရဲ့ကွေးတဲ့ပုံစံတွေကလည်းပြောင်းနိုင်တယ်ပြီးတော့ပြီးဆိုရင်အောက်ကပတ်တဲ့နော်အောက်မျက်ခမ်းဆိုရင်လည်းတူပဲပေါ့အဲ့ဒီရဲ့မျက်ခမ်းတစ်ခုလာစုံတဲ့အချိန်မှာကျွန်တော်တို့အပြင်မှာမြင်နေရတဲ့မျက်လုံးဆိုတာဖြစ်လာတယ်ပေါ့နော်တကယ်တမ်းသူကဒီအတွင်းဘက်ခြမ်းမှာကျွန်တော်တို့ထည့်ပြီးတော့စဉ်းစားရမယ့် structure တွေရှိတယ်အဲ့လိုမျိုးထည့်ပြီးတော့စဉ်းစားတွေးတောပြီးတော့ဆွဲတဲ့အချိန်ကြမှာမျက်လုံးကတဘာဝကြကြလေးထွက်လာမှာပေါ့နော်အတိကတော့ဒီတိုင်း shape တွေကိုပဲမဆွဲနဲ့တော့ပေါ့နော် quite ဒီလိုမျိုးနော် eye hand coordination ကောင်းပြီကူးဆွဲတတ်သွားပြီဆိုရင် structure ဆွဲကြရမယ်เนาะ structure ဆွဲကြရမယ်ပြီးတော့ပြင်ညီလို့ခေါ်တယ် plane လေးတွေကိုဆက်ပြီးလေ့လာရမယ်အဲ့အလေးတွေကိုနောက်နေ့ကျရင်တော့ကျွန်တော်အချိန်ရရင်တင်ပေးဦးမယ်အခုအကြတော့ကျွန်တော်တင်တန်းမှာဒီရဲ့မျက်လုံးပုံကိုဆွဲပြရင်လည်းလမ်းကြုံလို့နော်အားလုံးလည်းကျွန်တော်ချက်ပေါက်မှာလာမေးကြတယ်နော်မျက်လုံးဘယ်လိုဆွဲရလဲမျက်လုံးဘယ်လိုဆွဲရလဲဆိုတာလာမေးလို့ကျွန်တော်အမှအကြံရပြီးတော့ဒါဗီဒီယိုလေးလှုပ်တင်လိုက်တာပါဆိုတော့ကျွန်တော်ခုနပြောသလိုပဲဒါပထမတစ်ချက်ပဲရှိသေးတယ်ပေါ့နော်ဒီ structure ကအရေးကြီးတယ်ဒီ structure ကိုစဉ်းစားပြီးတော့တခါရဲတူအောင်ဆွဲကျင်သွားရမယ်ပေါ့ကွာပုံတူဆွဲရဆိုရင်ဘယ်ပုံတူဆွဲဖို့စိတ်ကူးမရှိဘူးဆိုရင်တော့အရင်မတူလဲရတယ်ဒါပေမဲ့ structure မှန်နေဖို့လိုတယ်ပေါ့နော်ဆိုတော့ဒီအတွင်းဘက်မှာဘယ်လိုရှိနေလဲဆိုတာကိုစဉ်းစားရမယ်ပုံမှန်ဆိုရင်တော့ကျွန်တော်ကဒီအလုံးကြီးတော့ထည့်မဆွဲဘူးပေါ့ဘာလို့လဲဆိုရင်စိတ်ထဲမှာဒီအလုံးရှိနေဆိုတာစဉ်းစားတာပေါ့ဒါပေမဲ့ကအခုမှဆက်ဆွဲရဆိုရင်ဒီရဲ့အလုံးလေးထည့်ဆွဲလို့လည်းရတယ်အတွင်းဘက်က eyeball လို့ခေါ်တယ်နော်ဒါပထမတစ်လုံးပဲရှိတယ်နောက်ထပ်ကွာနောက်တစ်လုံးနေထပ်ဆွဲမယ်ဆိုရင်ဒါနောက်ထပ်နှလုံးတွဲတဲ့အချိန်မှာဘယ်လိုဖြစ်သွားမှာလဲဟလားမျက်လုံးကဒီလိုမျိုးလေးသွားတဲ့အချိန်မှာဆိုတော့ကျွန်တော်တို့ဒီလိုမျက်လုံးနှလုံးတွဲတဲ့အချိန်မှာဆိုရင်သူ့ရဲ့သဘောတရားလေးကလည်းထပ်ပြောင်းတော့မှာအဲ့ဒါလေးလည်းသိချင်တာအဲ့ဒါလေးသိချင်ရင် comment မှာလည်းပြပြပေးကျွန်တော်နောက်နေ့ကျရင်အလိုမျက်လုံးနှလုံးတက်ပြိုင်တယ်ဘယ်လိုတန်းဆွဲလို့ရလဲဆိုတာပြပြအောင်ဒါပေမဲ့အခုလောဆိုတော့တစ်လုံးနဲ့ပဲအရင်စားတာကောင်းနေပေါ့တစ်လုံးကိုပဲ structure အရင်မှအောင် focus ထားမယ်လေပြီးတော့ပြီးဆိုမှကျွမ်းလာပြီဆိုမှနောက်ထပ်နှလုံးစတိုက်ဘယ်လိုဆွဲလို့ရလဲပေါ့အဲ့လိုမျိုးဆွဲအောင်ဆိုတော့ဒီမှာဆိုရင်ကျွန်တော်ဒီရဲ့အပေါ်မျက်ခမ်းအောက်မျက်ခမ်းကွေးတဲ့ပုံစံလေးကိုဆွဲလိုက်တဲ့အခါမှာဆိုရင်လည်းဒါဒီတိုင်းပဲကူးဆွဲလိုက်တာမဟုတ်ဒီမှာကျွန်တော်စဉ်းစားရပုံမှန်မျက်လုံးဆိုရင်ဒီလိုအရှိတက်ဆိုရင်ဒီလိုမျိုးကွေးတယ်ဟလားဒါပေမဲ့ဒီလိုတစောင်းလေးကြည့်တဲ့အချိန်မှာဥပမာဒီပုံထဲလိုမျိုးဒီလိုတစောင်းလေးဆိုရင်ဒီနားလေးမှာဒီအပေါ်နားလေးမှာပို့ပြီးတော့တွန့်သွားတယ်အလေတက်မဟုတ်ပဲねဒီရဲ့ဘယ်ဘက်နားလေးမှာပို့ပြီးတွန့်သွားတယ်ဒါလေးတွေဆိုရင်ဒါရှူတောင်ပြောင်းလိုက်တာねမျက်လုံးရဲ့အပေါ်မျက်ခမ်းပုံလေးကကွေးတဲ့ပုံစံပြောင်းသွားတဲ့သဘောလေးအဲ့ဒါလေးတွေကိုကအစကျွန်တော်ကကူးဆွဲနေတဲ့တတိထားဖို့လိုတယ်အဲ့ဒါမှနောက်ပိုင်းစိတ်ကူးရဲ့နေကျင်တာပဲဖြစ်ဖြစ်ဒီလိုရှူတောင်တွေနဲ့စင်တူဆွဲတဲ့အချိန်မှာပဲဖြစ်ဖြစ်ဒီအချက်လေးတွေကိုကဂယူးဆိုင်ပြီးတော့ဆွဲတဲ့အခါမှာပို့ပြီးတော့တဘာဝကြဆွဲနိုင်မှာပေါ့ပြီးရင်ကျွန်တော်တို့အတွင်းဘက်ကမျက်ရည်လေးဆွဲတယ်ဒီရဲ့ model မှာဆိုရင်သူ့ရဲ့အတွင်းမျက်ခုံးကတော့အထက်အရန်ဝင်သွားတယ်ပေါ့နော်ဒါလေးလည်းကျွန်တော်တို့တစ်ချက်တတိထားရမယ်ဒါမျက်ခုံးရဲ့အောက်ကိုဆင်းလာပြီဆိုရင်တော့မျက်နှာရဲ့ပြင်ညီတွေကဒီလိုမျိုးအတွင်းဘက်အချမ်းကိုဒီလိုဝင်တာပေါ့အဲဒါကြောင့်မလို့ကျွန်တော်တို့တော်တော်များများဒီအောက်မှာဆိုရင်အလင်းအမောင်ကရင့်နေတတ်တယ်ပေါ့ဆိုတော့ structure နဲ့အလင်းအမောင်တဘောတရားနဲ့လည်းသူကဆက်မှုရှိသွားပြန်တယ်เนาะ structure ကသူရှိနေတဲ့ပြင်ညီအပေါ်မူတည်ပြီးတော့ကျွန်တော်တို့ရတဲ့အလင်းအမောင်တွေကလည်းကွဲသွားမှာအဲ့ဒါကြောင့်မလို့နောက်တစ်ခုထပ်
တိုးပြီးတော့စဉ်းစားရမှာကဘာလဲဆိုရင်အလင်းအမောင်ဖြည့်တဲ့အချိန်မှာဆိုရင်ဘာလို့ဒီအပိုင်းကမောင်းနေရလဲဘာလို့ဒီအပိုင်းရစ်နေရလဲဘာလို့ဒီအပိုင်းကနှုနေရလဲအဲ့အလေးတွေကိုပါကွာထပ်ပြီးတော့စဉ်းစားဖို့လိုအပ်လာပြီအဲ့ဒီမတိဘဲနဲ့ကူးဆွဲလိုက်ရုံပဲကူးဆွဲသွားမယ်ဆိုရင်ကိုယ့်ရဲ့ပုံကလှတော့လှသွားတယ်ဒါပေမဲ့နောက်ထပ်တခြားပုံနေဆွဲအချိန်တိုင်းပြန်ပြီးတော့အတုံးမချတတ်တော့ဘူးပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့တခါတည်းကွာကိုဆွဲနေတဲ့ပုံကိုနော်တခြားလေးတိအောင်ပေါ့ကိုဆွဲနေတဲ့ပစ္စည်းကိုတခြားတိမှဒါစံတဝဝဖြစ်မနေပဲနဲ့တဘာဝဆန်ဆန်လေးနဲ့နော်တက်ဝင်နေမှာပေါ့အဲ့တော့ကျွန်တော်ဒီမှာမျက်ရည်အိတ်လေးရှိမယ်အဲ့မျက်ရည်အိတ်ရဲ့ဒီဖက်တောင်းရမှာတော့ပြင်ကြီးအပြားလေးရှိတဲ့အတွက်ကြောင့်အလေးနေရာတူလာပြီးတော့လက်ခံနိုင်စွမ်းရှိတယ်နော်ဒါကြောင့်မလို့ဒီနားလေးဆိုရင်ချိန်တော်တော်များများမှာတော့နည်းနည်းလေးဖြော့နေတတ်တယ်တော့ပြင်ကြီးအပြားလေးဖြစ်နေတာဒါဆိုရင်ကျွန်တော်တို့ကဒါဒီတိုင်း shape တွေကနေဒီလိုဆွဲလိုက်တာမျိုးမဟုတ်ပဲねဘယ်ကနေဆွဲရတော့ဒီ form လေးကနေစဉ်းစားပြီးတော့ဆွဲရပေါ့ဒီနှစ်ခုဆွဲတာကမတူဟုတ်လားဒီလိုမျိုး form လိုမျိုးဒူးတယ်လိုမျိုးစဉ်းစားပြီးတော့ဆွဲလိုက်ခြင်းအပြင်ကျွန်တော်တို့နောက်ပိုင်းစိတ်ကူးတွေကနေဆွဲတဲ့အချိန်မှာလည်းပို့ပြီးတော့အတုံးချတက်လာမယ်စိတ်ကူးတွေကနေအမြဲတမ်းဆွဲเสียမလို့เนาะ reference တွေတော့ယူရတယ်ကျွန်တော်တို့နောက်ပိုင်း illustration တွေဖန်တီးတဲ့အချိန်မှာလည်း reference တွေယူရတယ်ဒါပေမဲ့ကွာဒီလိုမျိုးတဘောပေါက်ထားမယ်ဆိုရင်ပို့ပြီးတော့အသက်ဝင်အောင်ပို့ပြီးတော့ပုံကိုကြွထွက်လာအောင်ဆွဲနိုင်တယ်အဲ့ဒါမှကျွန်တော်တို့ပြပြကြီးမဖြစ်နေပါပြပြချစ်ချစ်ဖြစ်နေရင်ပုံကမလှဘူးပေါ့နော်ဒါဆိုရင်ကျွန်တော်အလင်းမောင်လေးတွေကိုတစ်စင်ပြီးတစ်စင်ဆက်ဖြည့်သွားလိုက်ရုံပဲပေါ့နော်ဟုတ်ပြီဒါဆိုရင်ဒီဗီဒီယိုလေးကတော့မျက်လုံးကိုအစနစ်တကျဘယ်လိုထပ်ပြီးတော့လေ့ကျင့်ရမလဲဆိုတာကိုပြောပြပေးခဲ့တာဖြစ်ပါတယ်ဒီလိုမျိုးပကြီးပညာကိုအခြေခံကြကြသိချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားလို့ရတယ်အကောင့်ကို follow လုပ်ထားပေးခဲ့လို့ရပါတယ်အဲ့အမကျေနဲ့တေးဘူးဆိုရင်ကျွန်တော် support လုပ်ပေးချင်တယ်ဆိုရင်ကျွန်တော်ရဲ့တင်တန်းလေးရှိတယ်အဲ့ဒီတင်တန်းလေးတွေကိုလည်းလာတက်လို့ရတယ် live class bench အသစ်လေးကတော့ဒီလာမယ့် August 15မှာစတော့မှာဖြစ်ပါတယ်အဲဒါကြောင့်မလို့အဲ့အတန်းလေးကိုလည်းလာရောက်အနံပြီးတော့ support လုပ်ပေးလို့ရပါတယ်ခင်ဗျာဒါဆိုရင်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာအဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်